ကိုကကိုတင်းကိုစိတ်ဝင်စားတယ်အိမ်မှာ free လေးလာခြင်းလဲဆိုရင်ဘယ်လို website တွေကလေးလာမလဲဆိုတာကိုခင်ဗျကဒီ follow ထဲမှာဖြစ်ပါတယ်ဆိုဒါရတော့ခင်ဗျလေးလာပြီးရေးထားတဲ့ code တွေပဲဖြစ်ပါတယ်ဆိုတော့တော့ခင်ဗျအ website လေးကိုလိုက်ပြပါမယ်ခင်ဗျတို့ search bar မှာတွားပြီးတော့ W3 school လို့တွားရှာပါမယ်အဲ့ W3 school ဆိုတာလေးကိုခင်ဗျရှာတဲ့ချိန်မှာသူပထမဆုံးအနေနဲ့သူတို့အစိမ်းရောင်လေးနဲ့ပေါ်လာပါလိမ့်မယ်အဲ့ထဲကိုခင်မင်းလို့ကဝင်ရမယ်ပေါ့နော်အဲ့ဝင်ချင်းမှာဆိုရင်ခင်မင်းလို့အောက်ကိုနည်းနည်းထပ်ဆွဲရမယ်ဒီလိုနေရာမှာစောက်ရှာလိုက်ရပေါ့ဒီမှာဆိုရင် HTML ဆိုပြီးတော့လေအဲ့လိုကွာ तू ကရေးမဲ့ coding type တွေအများကြီးပဲရှိရယ် CSS တွေရော JavaScript တွေရော Proton တွေရော SQL ဆိုပြီးတော့ပါ तू အများကြီးရှိရဲ့ပြင်အဲ့လိုမျိုးတွဲလိုက်လေးလာလို့ရအပြင် तू တစ်ခုချင်းစီဘယ်လိုရေးလဲမသိရင်အောက်မှာကွာရှိရကွာအောက်ကိုဆွဲရှာရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဆိုခင်ဗျက HTML ရေးနေရဆိုတော့ HTML ကိုတွားပြီးတော့လုပ်ကြည့်ပါမယ်သူတို့ website ထဲမှာပဲခင်ဗျတို့က run လေးချက်ချင်းရရဲ့အပြင် तू ကအဲ့သူတို့ရေးထားတဲ့ဟာကိုခင်ဗျတို့က copy ယူပြီးတခြားနေရာမှာတွားပြီးတော့ရေးလဲရပါတယ်ဆိုဒါကတော့ခင်ဗျကသူတို့ website ထဲမှာ run ပြမှာဖြစ်ပါတယ်ဆိုအဲ့ run ကိုနှိပ်လိုက်ပြီဆိုရင်ဒီဘက်ဘေးမှာပြောင်းသွားမှာပေါ့နော်ခဏလေးပါခင်ဗျရေးလိုက်ပါဦးမယ်တခုခုကိုခင်ဗျဒီတိုင်းအဖြစ်ပဲရေးလိုက်မယ်နော်အဲ့လိုရေးလိုက်ပြီဆိုတာနဲ့အခု this is a headline ကနေပြီးအခု run လိုက်တော့အမှတွေ့လာခင်ဗျရေးလိုက်တဲ့ POPOGGH ဆိုပြီးတော့ပါဖြစ်သွားပါတယ်ဆိုဒီ website ထဲမှာတစ်ခါလေး run လေးရတဲ့အပြင်ခင်ဗျတို့ခင်ဗျတို့ notepad မှာတွားပြီးရိုးရိုး notepad မှာတွား run လေးရပါတယ်so အဲ့ဒါဆိုရင်တော့ vlog လေးကတော့ဒီနေ့ဒီလောက်ပါပဲနောက်နေ့ကျမှပြန်ပြီးခင်ဗျနဲ့တွေ့ကြပါမယ် bye bye see you next video guys